ရင်းပြပါလေဆိုတဲ့ဇာတ်ကိုရေးဆွဲတာတော့အောက်ဆွဲလေဓမ္မပြည်ဦးစီးဇာတ်ကြောင့်ဘုံဘုံနဲ့ပေါ်လို့ပေါ်လာတယ်မာဘီမျိုးလည်းရအားလုံးပြောက်အောင်ပြတော်လွတ်တင်ပူဇော်လိုက်တော့ဒီလိုဒီလိုပြင်ရတဲ့ဒေဝါကြီးတွေတွေ့နေရတယ်ဖြစ်ပါတယ်ဟုတ်ကဲ့များဒီမှာဒီမှာကျွန်တော်နေရပါတယ်ဒီရှိုးပြီးမရဘူး